မြဲတမ်းပြုံးနေရမယ်ဆိုတဲ့ဂရီကိုမိခင်ဖြစ်သူကိုပေးမိလိုက်တဲ့အခါဒီကောင်လေးကမွေးလာကလေးကကန်ဆိုးချင်းဆိုတဲ့အရာကိုတငယ်ချင်းလိုမျိုးပိုက်ပြီးတော့မွေးဖွားလာခဲ့ပါတယ်။ဒါပေမဲ့လည်းကန်ကောင်းတာတစ်ခုကသူ့ရဲ့အမေဖြစ်သူကသူ့ရဲ့ဘေးနားမှာရှိတဲ့ကန်ဆိုးမှုတွေအကုန်လုံးကိုခါးစည်းခံပြီးတော့အရွယ်ရောက်လာပေမယ့်အုံနောက်မပါလာသေးတဲ့သူကလေးကိုအဆဆအရာရာဂယူးဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းတနေ့မှာတော့ဘာမှမလုပ်တတ်နေတဲ့ဒီကလေးရဲ့အခြေအနေဟာတပြေးပြေးနဲ့ပိုဆိုးလာခဲ့ပါပြီ။ကျုပ်ကြော်နေတုံးမှတော့မှတဲအိုးတဲထဲလိုက်တဲ့ကျုပ်ကိုကောက်ယူပြီးစားတယ်။သွားတိုက်စီနဲ့သွားတိုက်ရမယ့်အစားခေါင်းလျှော်ရည်နဲ့သွားတိုက်တယ်။ဒါကြောင့်ပဲအရွယ်တစ်ခုကိုရောက်လာပြီးဖြစ်တဲ့သူ့အမေမှာအတော်လေးကိုခေါင်းခဲသွားတဲ့အခြေအနေကိုရောက်လာခဲ့ပါတော့တယ်။ဒါကြောင့်ပဲသူတယောက်တည်းရှင်သန်နိုင်ဖို့နဲ့အရာရာကိုလုံနိုင်ဖို့တင်ယူစီတဲ့အခါမှာတော့မိုက်ခရိုဝေ့ဖ်ရဲ့အစွမ်းနဲ့မီးလောင်တော့မဲ့အထိပါဖြစ်သွားရပါသေးတယ်။အဲ့ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာပဲသူဟာကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်ပဲဘာမှမသိနားမလဲသေးတဲ့ဒီကောင်လေးကိုသူမှမရှိပဲရှင်သန်စေဖို့ဆိုတာဘလို့မှမဖြစ်နိုင်တာကြောင့်အတော်လေးကိုခေါင်းစားခဲ့ရပါတယ်။ဒါကြောင့်မို့လို့ကျုပ်ကြော်တက်အောင်လို့တင်ပေးတယ်ကာစီတက်ဖို့အလုပ်လုပ်တက်ဖို့တင်ပေးခဲ့ပေမဲ့ကလေးတယောက်စိတ်သာရှိသေးတဲ့ဒီကောင်လေးကတော့မိခင်ဖြစ်သူအပေါ်စိုးကောင်းနေတုံးပါပဲ။တနေ့မှာတော့သူကိုယ်တိုင်တွင်းပေးထားတဲ့မုတ်ဖုတ်ဆိုင်မှာလည်းဒီကောင်လေးဟာအလုပ်ကောင်းကောင်းလုပ်ဖို့မစင်စားခဲ့ပြန်ပါဘူး။ဒါကြောင့်မို့လို့တားဖြစ်သူအိတ်နေတဲ့အချိန်မှာပဲစိတ်မချတော့တဲ့အဆုံးနှစ်ယောက်လုံးတက်တည်ဖို့ကြိုးစားခဲ့ပေမဲ့တားဖြစ်သူရဲ့ခေါ်တန်ကြောင့်ဘလို့မှကိုအဆုံးမတတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်နောက်ထပ်တစ်ကြိမ်တင် जा ပေးဖို့ဆုံးဖြတ်လိုက်ပြီးစာအုပ်ကလေးတွေနဲ့အတူစိတ်ရှိလက်ရှိပုံလေးတွေစာလေးတွေရေးပြီးတော့တင်ပြပေးပါတော့တယ်။အဲဒီနောက်မှာတော့သူ့အမေယခုလက်ရှိခံစားနေရတဲ့ကင်ဆာရောဂါအကြောင်းကိုလည်းတေချာပြောပြပြီးသူမဟာနောက်6လနေရင်ကောင်းကင်ဘော်ကိုတွားရမယ်ဆိုတဲ့အကြောင်းကိုတေချာနားချပြီးတော့ပြောခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့သူမမရှိတော့တဲ့အခါမျိုးမှာတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပြုံးနေနိုင်မှုဂရီတောင်းခဲ့ပြီးတော့ကောင်လေးကိုယ်တိုင်ကလည်းမိခင်ဖြစ်သူရဲ့စကားကိုတသွေးမသိမ်းနားထောင်ခဲ့ပါတော့တယ်။တကယ်တမ်းမှကြတော့ကျွန်တော်တို့ရဲ့ဘဝကြီးဘလောက်ပဲမှောင်မိုက်နေပါစေဘတော့မဆိုမညိုမညင်ပဲအဆအဆအရာရာလမ်းပြပေးခဲ့သူကသာအမေသားလျင်ဖြစ်ပါလိမ့်မယ်ဗျာဆိုတော့အခုကြည့်နေကြတဲ့ပရိသတ်ကြီးတို့လည်းအိမ်ကအမေနဲ့ဘလောက်ကြာအောင်လို့ဝေးခဲ့ပြီးပြီလဲဆိုတာကိုပြောပြသွားကြပါအောင်ဗျာဗီဒီယိုလေးကိုဆုံးနေကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်